တမိုင်းကိုကြည့်လိုက်ရလေအင်အားအကြီးဆုံးကအမြဲတမ်းနိုင်သွားလားအဲ့လိုတော့လည်းမဟုတ်ဘူးလေဒီနေ့ပြောပြမယ့်ဆက်လန်ကတော့အင်အားထက်ဉာဏ်ပညာကဘလောက်တောင်အရေးပါလဲဆိုတာကိုသက်သေပြသွားမှာပါတကယ့်ကိုမယုံနိုင်စရာဇလန်တစ်ပုဒ်ပဲကျွဲတွေနဲ့ကြီးပြင်းလာတဲ့ဘူးချိုတယောက်ကစင်တပ်မလွန်ကြီးကိုအနိုင်တိုက်တယ်ဆိုတော့နားထောင်ကြည့်ပုံမြင်လိုဒန်ဒရာတွေလိုပဲနော်ဒါပေမဲ့ဒါကတကယ်ဖြစ်ခဲ့တဲ့တမိုင်းပါအဲ့ဒီတမိုင်းရဲ့အဖြေကဘာကိုပြနေလဲဆိုတော့မဟာဗျူဟာဆိုတာဘာလဲဆိုတဲ့အပေါ်မှာအကောင်းဆုံးသင်ခန်းစာတစ်ခုကိုပေးနေတာပါပဲဟုတ်ကဲ့မေလျောခန်သူရဲ့ကောင်းရင်ဆက်မြင့်ပိုးပေါင်းကျင်စီမှုကြားဖွားမြင်ခဲ့တဲ့မင်းသားဒီဆက်လန်ကစစ်မီပြင်ကနေမစပါဘူးနန်းတွင်းလူကျင်မှုတွေအသက်လူရတဲ့အခြေအနေတွေကနေစတင်ခဲ့တာကျွန်တော်တို့ရဲ့ဇလိုက်ကြောင်မင်းသားလေးကမွေးကလေးကအသက်ရှင်ဖို့ရုန်းကန်ခဲ့ရတာပါဆိုတော့1240ခုနှစ်မှာမိဖုရားခေါင်နန်းရွန်းဆွဲကမင်းသားလေးကိုဖွားမြင်တယ်အဲ့ဒီအချိန်မှာပဲနန်းတွင်းမှာမနာလိုတဲ့သူတွေကအကွက်ဆောင်နေကြတာမိဖုရားကြီးတတိလက်ထွားတဲ့အခိုက်အတန့်လေးမှာပဲအခွင့်ကောင်းယူပြီးမွေးကင်းစာမင်းသားလေးကိုခေါ်ထုတ်သွားကြတာပဲပြီးတော့မိဖုရားကိုဘာသွားပြောလဲဆိုတော့သွေးခဲပဲမွေးတယ်ဆိုပြီးလိန်လိုက်တယ်ဒီလိန်လဲမှုကြောင့်မိဖုရားခေါင်ကြီးကထိတ်လန့်ပြီးအသက်ဆုံးရှုံးသွားခဲ့ရတယ်မင်းသားလေးကိုတော့တက်ဖြစ်ထို့အမိန်ပေးလိုက်ပေမဲ့အစေခံတယောက်ကမတက်ရက်ဘူးအဲ့ဒါနဲ့ပဲအသေးအောင်စွန့်ပစ်ခံလိုက်ရတော့တာမင်းသားလေးရဲ့အသက်ကတကယ်ကိုမီးခိုးတငွေပဲကျန်တော့တဲ့အခြေအနေပေါ့ဒါပေမဲ့ကန်တရားကမျက်နာသာပြီးတယ်လို့ပြောရမလားပဲအစေခံကချုံပေါ်ချမဟွထားခဲ့တယ်နောက်နေ့မှနွားကြောင်သားတယောက်ကတွေ့သွားပြီးနောက်မှတကောင်ကသူ့ကိုအနှင်းမခံရအောင်ကာကွယ်ပေးထားတယ်နောက်တော့နွားကြောင်သားကလည်းထပ်ပြေးသွားရောအဲ့ဒီမှာတင်ကျွဲမတကောင်ကသူ့ကိုစောင့်ရှောက်ခဲ့တယ်အဲ့ဒီလိုနဲ့ပဲသူဟာကျွဲဒီကြားမှာကြီးပြင်းလာပြီးကျွဲခန်းဒါမှမဟုတ်ရွှေကျွဲဆိုတဲ့နာမည်ကိုရခဲ့တာပေါ့သူ့ရဲ့မင်းမျိုးမင်းနွယ်ဆိုတဲ့နောက်ကြောင်ကိုလုံးဝမသိပဲနဲ့ပေါ့ကဲအခုဆိုရင်တော်နက်ကနေနန်းတော်စီကိုဇလန်ကရောက်လာပါပြီတော်ထဲမှာကျွဲတွေနဲ့ကြီးပြင်းလာတဲ့ကောင်လေးတယောက်ကနေတိုင်းပြည်ရဲ့ခေါင်းဆောင်တယောက်ထွက်လာဖို့သူ့ဘွားရဲ့အလှည့်ပြောင်းကဒီနေ့စတင်တော့မှာလားသူ့ကိုဘသူကရှာတွေ့သွားလဲဆိုတော့အဲ့ဒီဒေတာကိုအုပ်ချုပ်တဲ့ခွန်တင်ရဲ့သမီးတော်နိုင်ဤပုံကတွေ့သွားတာပြီးတော့သူ့ကိုမွေးစားလိုက်တဲ့ခွန်ကြီးကျွဲခန့်ဆိုတဲ့နာမည်ကိုပေးပြီးအုပ်ချုပ်ရေးပညာတွေစီးရေးပညာတွေအကုန်သင်ပေးတယ်အဲ့ဒီမှာတင်သူကမွေးရပါအရေးသွေးတွေပြလာတာပဲစီးရေးရောအမှုပညာမှာပါအရက်ကိုထူးချွန်ပြောင်မြောက်ခဲ့တယ်ဒီနေရာမှာသူ့ရဲ့နိုင်ငံရေးအမြင်ဆူရှော့မှုကိုတတိထားမိလာရတယ်။သူကအာနာကိုစိတ်ငါနဲ့မတိဆောက်ဘူးမဟာဖြူဟာမြောက်မဟာမိတ်ဖွဲ့ခြင်းနဲ့တိဆောက်တယ်။ပထမဆုံးကတော့သူ့ကိုမွေးစားခဲ့တဲ့ခွန်တီနဲ့သူမီနန်းအိတ်ပုံနဲ့လက်ထပ်လိုက်တယ်။ဒီလက်ထပ်မှုကဝင်းတို့ပြိုနဲ့မြို့မိတ်တိုင်းတင်တစ်ခုကိုတနိုင်ငံနဲ့ဖြစ်အောင်ပေါင်းစည်းပေးလိုက်တယ်လို့ပဲ။ပြီးတော့ဖခင်ရင်းဖြစ်တဲ့ခွန်ကုံနဲ့မွေးသားဖခင်ခွန်တင်ကိုပြန်လဲတင်းမြက်စီခဲ့တယ်။အဲ့ဒီထက်ပိုပြီးတော့ data တွင်းကချင်းချောက်မှုတွေကိုကာကွယ်ဖို့အင်အားကြီးမွန်ဂိုအင်ပါယာနဲ့ပါမဟာမိတ်ဖွဲ့နိုင်ခဲ့တယ်။ဒါတွေကတကယ်ကိုထက်မြက်တဲ့နိုင်ငံရေးနေတွေပဲ။အခုလိုမဟာမိတ်တွေခိုင်ခိုင်မာမာတိဆုပ်ပြီးတဲ့နောက်မှာတော့ဇလန်ကနောက်တစ်ခန်းကိုရောက်လာပါပြီ။အဲ့ဒါကတော့အင်အားကြီးပကန်းအင်ပါယာနဲ့ထိတ်တိုက်တွေ့ရတော့မယ့်အခြေအနေပါပဲ။ငင်းချမ်းရေးလားစစ်ပွဲလားရွေးချယ်ရတော့မယ်။ခွန်နီကျွဲခန်းကစစ်ကိုမလိုလားဘူး။သူကသူ့ရဲ့မွန်ဂိုမဟာမိတ်တွေကိုစားပကံပြင်းနရတိယပသိစီကိုတန်နမတ်အနေနဲ့တွားတယ်ပြီးတော့စားတဆောင်ပို့တယ်အဲ့ဒီစားထဲမှာပါရေးထားလဲဆိုတော့ကျွန်တော်တို့ကပကံကိုတိုက်ခိုက်ဖို့လာတာမဟုတ်ဘူးမိတ်ဖွဲ့ဖို့လာတာတိုက်ခိုက်ရင်အသက်တွေပဲဆုံးရှုံးမယ်တန်နမတ်နည်းနဲ့ဖြည့်ရှင်းတာကပိုကောင်းပါတယ်တဲ့တော်တော်လေးကိုသဘောထားကြီးတဲ့ကန့်လန့်မှုပဲဒါပေမဲ့ပကံပြင်းနရတိယပတိရဲ့တုံ့ပြန်မှုကတော့လုံးဝကိုစန့်ကျင်မဲ့ပါပဲသူကမင်းရဲ့သခင်ကိုငါနဲ့အမြန်ဆုံးလာတိုက်ဖို့တွားပြောလိုက်တကယ်တိုက်ဖို့လာခိုင်လိုက်ဆိုပြီးပြန်ပြောတယ်ဒီလောက်ပဲလားဆိုတော့မဟုတ်ဘူးသူကတန်တမန်90မှာ40ကိုတက်ပြက်လိုက်တယ်အဲ့ဒီလောက်မောက်မာတဲ့လောက်ရဲ့ကြောက်စစ်ပွဲဆိုတာကရှောင်လွဲလို့မရတဲ့အခြေအနေကိုရောက်သွားတော့တာပါပဲအခုဆိုရင်တော့အဆုံးဖြတ်တိုက်ပွဲကြီးဖြစ်တဲ့ငါးဆောင်ချန်တိုက်ပွဲကိုရောက်လာပါပြီတစ်ဖက်မှာကလင်းမြန်ဖြစ်လက်တဲ့မြင်းတပ်ဖွဲ့လေးနောက်တစ်ဖက်မှာကကြောက်စရာကောင်းတဲ့ပကံရဲ့စစ်စင်တပ်မတော်ကြီးဒေးဗစ်နဲ့ဂိုလီယတ်တို့လိုတိုက်ပွဲမျိုးပေါ့အခြေအနေကိုရှင်းရှင်းလင်းလင်းကြည့်အောင်ရှမ်းတပ်မတော်ရဲ့အားသာချက်ကမြင်းတပ်တွေရဲ့လင်းမြန်မှုပကံတပ်မတော်ကတော့အင်အားအလုံးကြီးနဲ့ချီတက်လာတဲ့စစ်စင်တွေပဲပြဿနာကပါလဲဆိုတော့ရှမ်းတွေရဲ့မြင်းတွေကစင်ဒီကိုကြောက်တယ်ဒါကြောင့်ပွင့်ပွင့်လင်းလင်းရင်းဆိုင်တိုင်းရင်ရှုံးမာက100%တိချနေပြီဒီအခြေအနေကိုခွင့်ရကြွယ်ကန်းဘယ်လိုဖြစ်ရှင်းမလဲဒီနေရာမှာပဲသူ့ရဲ့မဟာဗျူဟာကအသက်ဝင်လာတာပါသူကအားချိမစင်ဘူးအစင်ကျက်ရန်သူကိုသွေးဆောင်တယ်စွတ်ခွာချင်းယုံဆောင်ပြီးဖူကန်စင်တက်ကြီးကိုတောနဲ့ထဲကိုဆွဲခေါ်လာတယ်အစင်နှင့်တောထက်ရောက်တာနဲ့ချောင်းမြုံတိုက်ခိုက်ဖို့ပြင်ဆင်တယ်
စစ်သားတွေကတစ်ပင်ပေါ်ချုံပုတ်တွေထဲပုံနေပြီးမြင်းတွေကိုတော့မမီရတဲ့နေရာမှာဝတ်ထားလိုက်တယ်။အစင်3အဓိကအရေးပါဆုံးချက်ပင်ရမတာဖြစ်အောင်လုပ်တယ်။အပေါ်ကနေမြားမိုးတွေကပလိုင်တွေရွာချလိုက်တော့စင်တွေကထိတ်လန့်ပြီးသူစိမ့်တော်မသိတော့ပဲပြေးကြရော။အစင်လေးပူကန်တက်တဲ့ကစင်ကလေးဖြစ်နေတော့မှပဲမြင်းတက်ကဝင်တိုက်ပြီးအပြတ်အသက်အောင်ပွဲကိုရယူလိုက်တော့တာပဲ။သူကစင်တွေကိုမတိုက်ဘူးစင်တွေရဲ့အားသာချက်ကိုအားနည်းချက်ဖြစ်အောင်သဘာဝပတ်ဝန်းကျင်ကိုအသုံးချသွားတာတကယ့်ကိုထက်မြက်တယ် ဒီလိုနဲ့ပဲအဲ့ဒီတိုက်ပွဲမှာရှုံးနိမ့်သွားတဲ့ပကံပီရဲ့ narrative ပတိဟာထိတ်လန့်တကြားနဲ့ကို့မျော့တော်ကနေတောင်ထွက်ပြေးခဲ့ရတယ်။နောက်ပိုင်းဆက်စနာ83မှာနောက်တစ်ခါရှုံးပြန်ရောဒီမှာတင်တစ်ချိန်ကတန်ကိုအာနာကြီးမခဲ့တဲ့ဘရင်ကြီးရဲ့ဂုံတိတ်ခါကတမိုင်းစာမျက်နှာတွေပေါ်မှာနာမည်သစ်တစ်ခုနဲ့မှတ်တမ်းဝင်သွားတော့တာပဲ အဲ့ဒါကတော့တရုတ်ကြီးမင်းပါပဲဒီနေရာမှာတရုတ်ဆိုတာကရှမ်းတွေကိုရည်ညွှန်းတော့ပါဆိုတော့အဒီပယ်ကရှမ်းတွေရန်ကြောင်းပြေးရတယ်မင်းပေါ့သူ့ရဲ့အာနာဆက်ကြောင့်မဟုတ်ပဲသူ့ရဲ့ရှုံးနိမ့်မှုနဲ့ကြောက်ရွံ့မှုကြောင့်တမိုင်းမှာနာမည်တွင်ကြံရစ်ခဲ့ရပါသူ့ရဲ့အဆုံးသက်ကလည်းတော်တော်လေးကိုဝါနေစရာကောင်းပါတယ်သူကစစ်မြေပြင်မှာကြာဆုံးခဲ့တာမဟုတ်ဘူးကိုယ့်ရဲ့သားတော်ကိုလိုင်းအစ်စ်ခတ်လို့တည်ဆုံခဲ့ရတာမတည်ခင်မှာသူကျင်စားတက်သွားသေးတယ်နောက်ဘဝမှာတာယောင်ချောတယောက်မှမရပါစီနဲ့တဲ့ဒီလိုနဲ့ပဲတချင်ကမောက်မှာခဲတဲ့ဘီရင်တပေါရဲ့ညီကုန်းဟာကိုမိသားစုလက်ထဲမှာပဲအဆုံးသတ်သွားပြီးသူ့ရဲ့မြင်းဆက်ကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရပါတယ် မေလျော့ခံမင်းသားလီဘွားကနေအောင်နိုင်သူဘိုးချိုကြီးဖြစ်လာတဲ့ခွင့်ရကျွဲခန်းရဲ့ဇလန်းဟာဉာဏ်ပညာနဲ့အစီအစဉ်ကောင်းတစ်ခုကအကြီးမားဆုံးအခက်အခဲတွေကိုတောင်ကျော်လွှားနိုင်တယ်ဆိုတာကိုပြသနေတဲ့ထာဝရသင်ခန်းစာတစ်ခုပါပဲဒါပေမဲ့ဒီသင်ခန်းစာကဒီနေ့ခေတ်ကြီးထဲမှာတော့အထုံးဝင်နေတော့ပလားမဟာဗျူဟာကအင်အားထက်အမြဲတပိုအရေးကြီးတယ်လို့ပြောနိုင်ပါမလားစဉ်းစားစရာပါပဲ